ဉာဏ်ပညာသည်အိမ်တိုင်းခုနှစ်တိုင်ကိုခုတ်၍မိမိနေရာအိမ်ကိုစောက်လေသည်သူ၏အကောင်များကိုတက်၍စပြည့်ရည်ကိုဖော်ပြီးမှစပွဲကိုခင်းလေပြီကျွန်းမတို့ကိုစေလွတ်၍မြို့တွင်အမြင့်ဆုံးသောအရက်တို့၌ကြွေးကြော်လေသည်ကားဉာဏ်တိမ်သောသူသည်ဤအရက်သို့ဝင်စေအိုပညာမရှိသောသူလာလော့ငါမုန်းကိုစားလော့ငါဖော်သောစပြည့်ရည်ကိုတောက်လော့မိုက်သောသူကိုရှောင်၍အသက်ချမ်းသာရလော့ပညာလန်းသို့လိုက်လော့ဟုဆိုသည်မထီမဲ့မြင်ပြုသောသူကိုဆုံးမသောသူသည်အဆက်ကွဲခြင်းကို၎င်းလူဆိုးကိုအပြစ်ပြသောသူသည်ကဲ့ရဲ့ခြင်းကို၎င်းခံရလိမ့်မည်မထီမဲ့မြင်ပြုသောသူကိုမဆုံးမနှင့်တင့်ကိုမုန်းလိမ့်မည်ပညာရှိသူကိုအပြစ်ပြလောသူသည်တင့်ကိုချစ်လိမ့်မည်ပညာရှိသောသူကိုဆုံးမလျင်သူသည်သာ၍ပညာရှိလိမ့်မည်ချောက်မတ်သောသူကိုတွင်တင်လျင်သူသည်သိပ္ပံအတတ်တိုးပွားလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏မူလအမြင့်ဖြစ်၏တန်ရှင်းတော်မူသောဘုရားကိုတည်ကျွမ်းသောသဘောသည်ဉာဏ်ဖြစ်၏အကြောင်းမူကားငါကိုအမိပြု၍သင်၏နေ့ရက်ကာလနှင့်အသက်အပိုင်းအခြားနှစ်ပေါင်းကာလတိုးပွားလိမ့်မည်သင်သည်ပညာရှိလျင်ကိုယ်တိုင်အကျိုးကိုခံရလိမ့်မည်မထီမဲ့မြင်ပြုလျင်ကိုယ်တိုင်သာအပြစ်ကိုခံရလိမ့်မည်မိုက်သောမိန်းမသည်စကားတန်ကျဲ၍ဉာဏ်တိမ်သဖြင့်အလင်းမတိတတ်မိမိအိမ်တကားနာမျိုးဤမြင့်ရာအရက်ထိုင်ခုံပေါ်မှထိုင်လျက်လမ်း၌တက်တက်ခရီးသွားသောသူတို့ကိုခေါ်၍ဉာဏ်တိမ်သောသူသည်ဤအရက်သို့ဝင်စေအိုပညာမရှိသောသူခိုးသောရည်သည်ချို၏တိတ်ဆိတ်စွာစားသောမုန့်လည်းမြင်သည်ဟုဆိုတတ်၏ထိုအရက်၌သင်ချိုင်းသားရှိကြောင်းထိုမိန်းမ၏ဧည့်သည်တို့သည်ဗရဏနိုင်ငံအနက်ဆုံး၌နေရကြောင်းကိုထိုယောက်ျားသည်